အိမ်ချက်မြေလောကရဲ့တပတ်တာအကောင်းဆုံးနဲ့အတန်ဆုံး deals တွေကိုပဲရွေးချယ်တင်ဆက်ပေးနေတယ်။ Gain တို့ရဲ့ property deals of the week အပိုင်း30ကိုပြန်လည်ရောက်ရှိလို့လာခဲ့ပါပြီရှင်။ဒီတစ်ခါတော့ရင်ဘတ်တွေနဲ့မတူအောင် Gain တို့ရဲ့ KK Real Estate ကနေရန်ကုန်မြို့နယ်ဆောင်ကအကောင်းဆုံး properties တွေကိုကိုယ်တိုင်သွားရောက်ရှာဖွေပေးထားပါတယ်ရှင်။အခုဗီဒီယိုကြည့်နေတဲ့သူတွေထဲမှာကိုယ်တိုင်နေချင်တာပဲဖြစ်ဖြစ် invest လုပ်ချင်တာပဲဖြစ်ဖြစ်စိတ်ကြိုက်ရွေးချယ်လို့ရအောင် KK နဲ့အတူတူဗီဒီယိုလေးကိုကြည့်လိုက်ရအောင်ရှင်။မင်္ဂလာပါရှင်ညီမလေးနဲ့ရောက်ရှိနေတာကတော့အရှင်းတကုံမျိုးနယ်ရဲ့တန်းဖလိုက်မီရက်ကွက်ထဲမှာရှိတဲ့အခုလိုမျိုးတူဟာစီလုံချင်းတိုက်လေးကိုရောက်ရှိနေတာပဲဖြစ်ပါတယ်ရှင်မြေတကုံမျိုးနယ်ပြည်အောင်စုလမ်းမကြီးနဲ့အနော်ရထားလမ်းမကြီးချာမှာရှိတာဖြစ်လို့သွားရေးလာရေးကတော့လွယ်ကူပါတယ်ပြီးတော့ဒီအိမ်ကချမ်းသာရွှေပြည်အိမ်ကအမီးနားမှာရှိတာပဲဖြစ်ပါတယ်ရှင်42ပေ82ပေကျယ်ဝန်းပြီးတော့အခုလိုမျိုးခက်ခက်နာနာနှစ်ထပ်ဆောက်လုပ်ထားတာပဲဖြစ်ပါတယ်ရှင်အိမ်ထဲမှာဆိုရင်လည်းအခန်းတွေက master bedroom 3ခန်း single bedroom 1ခန်း main room အခန်းပါပါတယ်ရှင်အမိုးပေါ်မှာ roof လက်ခင်းထားတဲ့အတွက်ကြောင့်မို့လို့အပေါ်မှာ garden လုံးမလားအပန်းဖြေမလားအဆင်ပြေပါတယ်ရှင်စာရွက်စာတမ်းကလည်းစိတ်ချရတဲ့ကြရမြေပေါက်ပဲဖြစ်ပါတယ်ရှင်ဒါနဲ့ဈေးလေးရောသိချင်ပြီလားဟုတ်ကဲ့ပါဒီအိမ်လေးရဲ့အယောင်စင်းနှုန်းလေးကတော့3000ခွဲပဲဖြစ်ပါတယ်ရှင်ဒီလိုမျိုးကိုပိုင်ချန်ဝင်းနဲ့အစစ်မြင့်မြင့်နေထိုင်ခြင်းနဲ့မိသားစုတွေအတွက်အခုလိုမျိုးတအိမ်လုံးကိုတကယ်အစစ်မြင့်မြင့် luxury ဖြစ်ဖြစ် fully decorated နဲ့ပြင်ဆင်ပေးထားတဲ့အိမ်လေးကိုတော့ Gain တို့ကဦးဖြတ်ဖြတ်မိတ်ဆက်ပေးလိုက်ပါပြီရှင်ဟုတ်ကဲ့မင်္ဂလာပါရှင်ညီမအခု property deals of the week အပိုင်း2မှာရောင်းချပေးသွားမယ်နေရာလေးကိုရောက်ရှိနေရပြီဖြစ်ပါတယ်ရှင်City View ကိုခန်းစားရင် luxury ဆန်ဆန်နေထိုင်ခြင်းသူတွေအတွက် Magical Walk ကွန်တိုကရှာမအခန်းကျယ်လေးကိုပြပေးချင်ပါတယ်ရှင်ဒါဆိုညီမနဲ့အခုအတူတူလိုက်ကြည့်လိုက်ရအောင်နော်တာဝါစီရဲ့အလွန်မြင့်မှရှိရမို့လို့ဒီအခန်းကနေမြင်ရတဲ့ City View ကအရန်ကိုလှပါတယ်ရှင်ဒီအခန်းက900 square feet ကျယ်ဝန်းပြီးအခုလိုအသိနေထိုင်နိုင်အောင် fully furnished အကုန်ပြင်ဆင်ပေးထားပါတယ်ရှင်ပြီးတော့ဒီအခန်းရဲ့အားသာချက်က300ကျော်တန်ကားပါကင်တနေရာစာပါပေးသားအပြင်တစ်နှစ်စာ maintenance fee ပါပေးထားတာဆိုတော့အရန်ကိုတန်တယ်နော်စိတ်ဝင်စားလို့ဝယ်ယူခြင်းနဲ့ဆိုရင်တော့သူ့ရဲ့ရောင်းဈေးက6150ပဲဖြစ်ပါတယ်ရှင်အခုကြည့်ခဲ့တဲ့ Magical Walk ကွန်တိုအခန်းလေးက rare space လို့တောင်ပြောလို့ရပါတယ်ရှင်ဒီလို city view ဒီလိုအခန်းဖွဲ့စည်းပုံနဲ့ကားပါကင်မှာအပေါ်ထပ်ဝယ်စရာမလိုအောင်ပါပြီးသားအခန်းလေးကိုစိတ်တိုင်းကြတယ်ဆိုရင်တော့ KK Real Estate ကိုအခုပဲဆက်သွယ်ဝယ်ယူနိုင်ပါပြီရှင်ဒါဆိုရင်အခုနောက်ဆုံးရောင်းချပေးမယ်အိမ်ချက်မြေကဘာဖြစ်မလဲနောက်ဆုံးတစ်ခုကတော့ landscape အလှဆုံးနဲ့ဧကကွက်လိုချင်သူတွေအတွက်ရွေးချယ်ပေးထားပါတယ်ရှင်။အင်းစိန်မျိုးနဲ့လူသိများတဲ့ဂျပန်လမ်းမကြီးပေါ်ကအယောင်မြေကွက်ပဲဖြစ်ပါတယ်ရှင်။အကျယ်ဝန်းကတော့3.64ခုဧကအထိကျယ်ဝန်းပါတယ်။လုပ်ငန်းပဲလုပ်မလားအပန်းဖြေချမ်းပဲလုပ်မလားအရန်မိုက်တဲ့နေရာပါနော်။စာရွက်စာတမ်းကလည်းခရမ်းအနီပေါက်ဖြစ်တဲ့အတွက်ကြောင့်မို့လို့အရှုံရှင်းကင်းနဲ့ဒါကြောင့်စိတ်ဝင်စားရဆိုရင်တော့1 square feet ကို8သိန်းနဲ့ညီနှံရောင်းချပေးသွားမှာပဲဖြစ်ပါတယ်ရှင်။အခုနောက်ဆုံးမိတ်ဆက်ပေးလိုက်တဲ့အင်းစိန်ဂျပန်လမ်းပေါ်က 1.6 ဧကကျော်ကျယ်ဝန်းနဲ့ခြံကျယ်ကြီးရဆိုရင်တကယ်ကိုလမ်းမလွတ်တဲ့ရွေးချယ်မှုပဲဖြစ်ပါတယ်ရှင် project ကြီးတွေလုပ်ဖို့ပဲဖြစ်ဖြစ်ခိုင်မာတဲ့ investment လုပ်ဖို့ပဲဖြစ်ဖြစ်ဒီခြံကျယ်ကြီးကိုစိတ်တိုင်းကြလို့စိတ်ဝင်စားရဲဆိုရင်တော့ KK Real Estate ကိုအခုပဲဆက်သွယ်လိုက်ပါရှင်ကဲနောက်တစ်ပတ်တင်မှာလဲဘလို့ deals တွေဘလို့ property တွေပါဝင်လာအောင်မလဲဆိုတာသိဖို့စောင့်ကြည့်ပေးကြပါအောင်ရှင်ကျေးဇူးတင်ပါတယ်ရှင်